သမီးဘာပဲဖြစ်ဖြစ်စိတ်ညစ်နေစိတ်ညစ်တဲ့အခါငြိမ်းနေပါငြိမ်ငြိမ်လေးမှတ်တတိကမြတ်ဗုဒ္ဓသာကိုးကွယ်ရဆိုပြီးတော့သဘောထားသမီးစိတ်ညစ်နေတဲ့အခါမှာအဲ့ဒီညစ်နေတဲ့စိတ်ကိုပဲတွေးနေပို့ပြီးညစ်ညစ်သွားမယ်ပြန်ပြီးတော့ဖြူလာတဲ့အကြောင်းမရှိတော့ဘူးပြန်ပြီးတော့လည်းစိတ်ချမ်းသာဖို့အကြောင်းမရှိတော့ဘူးတခါတည်းနွန်ထဲကိုနှစ်သွားသလိုလိုစိတ်ညစ်တဲ့အထဲမှာပဲနစ်သွားလိမ့်မယ်ကိုကဒီအချိန်လေးကရှိတဲ့အင်အားနဲ့ရုံထွက်ရမှာပေါ့နွန်ထဲမှာအနစ်ခံပြီးတော့နေမလားရှိသမျှခွန်အားနဲ့ရုံထွက်ဖို့ကြိုးစားတဲ့အခါဖះရဲ့အကူအညီယူပါယုံကြည်ဖះကိုကိုးကွယ်စည်းကပ်ပါသစ္စာဆိုပါဆုတောင်းပါဂါထာတွေရွတ်ပါစိတ်ကိုငြိမ်အောင်လုပ်ပါတွေးငြိမ်သွားတဲ့အခါမှာစိတ်ငြိမ်သွားလိမ့်မယ်စိတ်ငြိမ်သွားတဲ့အခါမှာစိတ်ကူးကောင်းလေးတွေထွက်လာလိမ့်မယ်အကြံဉာဏ်ကောင်းတွေထွက်လာလိမ့်မယ်အဲ့ဒီခါကျရင်ကိုဘာလုပ်ရမလဲကိုဘယ်လိုလုပ်နိုင်လဲဘယ်လိုဒီဆက်သွယ်ပြီးတော့အကူအညီတောင်းအောင်မယ်ဘယ်လိုလူတွေနဲ့ဆက်ပြီးအလုပ်လုပ်ရမယ်ဆိုတဲ့အရာတွေကပေါ်လာလိမ့်မယ်သမီးအေးထိုင်ပြီးတော့စိတ်ညစ်တဲ့တတ်သိခြင်းနဲ့နေလို့မရတော့ဘူးကိုကိုရမငါလည်းကူမဲ့လို့မရှိဒါပဲတွေးနေမှာဆိုရင်တော့သမီးနုံထဲမှာနှစ်သွားလိမ့်မယ်နော်နုံမနစ်ခင်မှာဘာပဲဖြစ်ဖြစ်တေမြေကြီးရှင်ရွှေကြီးစိတ်ဓာတ်နဲ့ကြိုးစားရုန်းကန်ပြီးတော့အပေါ်ရအောင်တက်နော်